အားလုံးပဲမင်္ဂလာပါတူရီဝင်းနာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်19ရက်3လ2025ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနိုင်းနေပေါကနိုင်းတွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က38အချိန်ဖြစ်ပါတယ်3-2-5-9နဲ့ကတ်မှာဖြစ်ပါတယ်ဗျ38အချိန်ကို3-2-5-9နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါကနိုင်း8ကွက်ကတော့3-3-3-2-3-5-3-9 8-3-8-2-8-5-8ခွန်ဆိုပြီးတော့ပေါကနိုင်း8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနိုင်းပေါကနိုင်းဖြစ်ပါရဲ့ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်နှလုံးကတော့38လုံးပိုင်ဖြစ်ပါတယ်38လုံးပိုင်ဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်မထိမပေါက်ကီး3လုံးကတော့234ကီးဖြစ်ပါတယ်234ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မလို့လည်းကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်